မင်္ဂလာပါ share မိုင်းစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီ passport လုပ်မယ်ဆိုပြီးတော့ကျူဟာ appointment နေတင်ခိုင်းပြီးတော့ခဏခဏလိန်ခံနေရတဲ့လူတွေအတွက်ကျွန်တော်လာပြီးတော့ပြောပြပေးတာပါကျွန်တော်ပေးမှာနေ့စဉ်နဲ့အမျှ passport ကျူဟာတွေကိုတခြားစီမှာတင်ပြီးတော့လာစစ်ခိုင်းတယ်စစ်ခိုင်းတဲ့အခါကျရင်လည်းကျွန်တော်စစ်ပေးလိုက်တဲ့အခါမှာလည်းလိန်ပြီးတော့တင်ထားတဲ့ဟာတွေပြောမယ်ဆို Photoshop နဲ့လုပ်ထားတဲ့ဒီကျူဟာ appointment တွေပဲဖြစ်နေတယ်ပေါ့နော်ဒါဟာဘာကြောင့်ဖြစ်တာလဲပြီးတော့ဘာလို့ခဏခဏလိန်ခံရတယ်ဆိုတာကိုကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးကျူက appointment တင်နေဆိုရင်ကိုတင်မဲ့လူရဲ့ယုံကြည်စိတ်ချရလားအရင်ကြည့်ပါယုံကြည်စိတ်ချရတယ်ဆိုမှတင်ပါပြီးတော့နောက်တစ်ခုကျူက appointment ရလာလို့ရှိရင်ဘယ်လိုစစ်ကမလဲဘယ်လိုစစ်ကမလဲဆိုတော့ကျွန်တော်တို့ကျူက appointment ရလာလို့ရှိရင်မြန်မာ passport ကနေပြီးတော့ကျွန်တော်တို့ကို email ပို့တယ်ပေါ့နော်အဲ့ဒီ email မှာ appointment ဒီကျူကကုန်းပါတယ်မျက်နှာပြင်ပါတယ်အဲ့ဒီကိုဒီကို तू ကမျက်နှာပြင်ပို့လာပြီဆိုတော့အဲ့ QR code လေးကိုဖုန်းကနေစကန်ဖတ်လိုက်ပါစကန်ဖတ်လို့ပေါ်လာတဲ့အခါမှာဆိုရင်တော့ဒါကိုကမှန်နေပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့နောက်တနည်းအနေနဲ့ကျွန်တော်ဒီကိုခဲကနေမြန်မာနိုင်ငံကိုလက်မှတ်ထုတ်လုပ်ပေးရုံးဆိုပြီးတော့မြန်မာလိုရိုက်ရှာလိုက်ပြီးလို့ရှိရင်အဲ့ဒီရဲ့ညာဘက်ထောက်မှာရက်ချင်းစစ်စင်းရန်ဆိုတဲ့ဟာတွေရှိတယ်အဲ့ဒီကိုနှိပ်ပြီးရင်အဲ့ဒီမှာကိုကကျူဝါကြပြီလို့ပြောထားတယ်ဆိုရင်ကိုယ့်ရဲ့နာမည်ရယ်ကိုယ့်ရဲ့မှတ်ပုံတင်ရယ်ကိုရိုက်ရှာလိုက်ပြီးရင်ကိုယ့်ရဲ့ရက်ချင်းကြလာလိမ့်မယ်ဒါဆိုရင်မှန်ပြီဒါဆိုရင်ကျူဟာအမှန်ပဲအဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာအခုကျွန်တော်ပြထားတဲ့ကျူဟာဒါကကျွန်တော်ဒီမှာလာစစ်ခိုင်းတာပေါ့နော်မှန်လားမှားလားဒီလိုမျိုးနီးတူကျူဟာတွေနှိမ့်တင်လာစစ်ခိုင်းနေတဲ့လူတွေရှိတယ်လာစစ်ခိုင်းတဲ့လူတွေကလည်းအမြဲတမ်းလိန်ခံနေရတဲ့လူတွေပဲဒီမှာသူကြည့်လိုက်အပြောက်လျှောက် VIP ကျွန်တော်ပြောပြမယ် passport ကျူဟာတင်တဲ့အခါမှာကျူဟာဒီ appointment ကြလာတဲ့အခါမှာအဲ့လိုမျိုး VIP ဆိုတာမရှိဘူးပုံမှန်အားဖြင့်အသက်လျှောက် normal တက်တန်းတူ normal ဒီလောက်ပဲရှိတယ် VIP ဆိုတဲ့တေးကြတယ်လိမ့်နေတာပဲကျွန်တော် passport လျှောက်တဲ့အခါမှာ appointment letter မှာဘယ်သူမှ VIP လို့မရေးဘူးပြီးတော့စာသားတွေကိုကြည့်ရင်သိတယ်ဒါ Photoshop နဲ့လုပ်ထားတာလားဒီ PowerPoint နဲ့လုပ်ထားတာလားဒီပြောရမယ်ဆိုရင် Microsoft Word နဲ့လုပ်ထားတာဆိုတော့အကောင်းကောင်းသိတယ်ဒါကျွန်တော်တို့လူတွေကတော့သိတယ်ဒါပေမဲ့တချို့မသိတဲ့လူတွေလည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်ခဏခဏပြောပြပေးနေတာအဲ့တော့ဒီခဏခဏလိန်ကန်နေရတဲ့လူကလည်းကျူဟာ appointment ရုံသွင်းငွေက4000ခွဲကျွန်တော်တို့ယူရင်ဝန်ဆောင်က1000ခွဲ6000ပဲယူတယ်တချို့အဲ့လောက်တော့မဟုတ်ဘူးတိန်းချီပေးပြီးတော့မှကျူဟာ appointment ကိုလိန်ကန်ရတယ်ပြီးရင် block သွားတယ်ဒါတွေအများကြီးကြုံနေရတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေအများကြီးဖြစ်နေပြီအဲ့တော့ဒီကျူဟာ appointment တင်မယ်ဆိုရင်ကိုတင်မဲ့လူရဲ့ယုံကြည်စိတ်ချလားအရင်ကြည့်နော်တကယ်လို့ဟိုကျူဟာ appointment တင်နေတယ်ဆိုကျွန်တော်ဒီမှာလာတင်လို့လည်းရတယ်ကျွန်တော်ရဲ့ Facebook page မှာလည်းလာတင်လို့ရတယ်ကျွန်တော်အမြဲတမ်းပြောတယ်အဲဒါကြောင့်မို့ကျွန်တော်ရဲ့ video တွေကို share ဝလိုက်ဒါမှဒီနောက်ထပ်လိန်ခံမဲ့လူတွေအများကြီးမပေါ်တော့မှာအခုနောက်ပိုင်းသူတို့ကဘယ်လိုလိန်လာလဲဆိုရင်ကျူဟာ appointment တင်ပြီးတယ်ဆိုရင်တချို့တွေကအရန်ပြင်းနေဗျဘယ်လိုပြင်းလဲဆိုရင် passport လုပ်ပါတယ်ဆိုမှလူကိုယ်တိုင်မလာဘူးမလာခြင်းဘူးတဲ့ line ပေါ်မှာပဲလုပ်လို့ရစဉ်းစားကြည့် passport စာအုပ်ထဲမှာလူပုံပါတယ်ကိုပုံထည့်ရမှာအဲ့ဒီဓာတ်ပုံကို passport ရုံရောက်မှာပဲရိုက်လို့ရမယ်ပြီးရင်လက်ပွင့်နှိပ်ရမယ်လက်မှတ်ထိုးရဒါတွေအကုန်လုံးလူကိုယ်တိုင်မပါဘဲနဲ့ဘယ်လိုလုပ်ရမလဲစဉ်းစားကြည့်အရင်ဆုံးအရင်စဉ်းစားဘာကြောင့်လိန်ခံရလဲဆိုတော့လိန်တဲ့လူတွေရဲ့အပြစ်က90%ပါတယ်ဆိုရင်လိန်ခံတဲ့လူတွေရဲ့အပြစ်ကလည်း90%ပဲဒီလောက်ဒီကျွန်တော်ပြောမယ်ဒီ2025မဟုတ်လွန်ခဲ့တဲ့တည်းကကျွန်တော်တို့မြန်မာနိုင်ငံမှာအင်တာနက်တွေကတော်တော်ကောင်းကောင်းမွန်မွန်သုံးလို့ရတဲ့အပြင် sharing လုပ်ပြီးနေတဲ့လူကထောင်ပေါင်းတောင်းပေါင်းမနေဘူး content creator တွေလည်းအများကြီး sharing လုပ်ပေးနေတဲ့လူလည်းအများကြီးပြောပြရတယ် like မမှတ်ဘူးကိုဖြစ်လာတဲ့အခါမှာကိုခံရတယ်ဒီ passport လုပ်တယ်ဆိုတော့လူကိုယ်တိုင်လာတယ်ဒါကိုခုချိန်ကြီးမလာဘူးလို့ထင်နေတဲ့လူတွေကအများကြီးတယ်ကျွန်တော်ပြမှာလဲနေ့တိုင်းပဲဒါကိုပဲလာမေးတယ်ပတ်စံတော့လွှဲပေးမယ်လူကိုယ်တိုင်တော့မလာကြဘူးအိုးလိန်မဲ့လူကတော့ easy ပဲလေလွှဲလိုက်လေပြီးရင်ကျွန်တော်ပတ်စံယူပြီးတော့ block သွားမယ်ပြီးသွားပြီသူ့အတွက်ပြီးသွားပြီဒီလိုလူမျိုးတွေဒီလိုဟိုလူမလာခြင်းကိုအကိုပတ်စံတော့လွှဲပေးလိုက်မယ်လုပ်ပေးလို့ရအောင်လားဆိုဒီလိုလာရင်ဘာမှအများကြီးပြောနေတယ်မလို့ကျွန်တော်တို့ဒီကျွန်တော်တို့ပေးမှာဆိုလဲနေ့စဉ်အများဒါနဲ့ပဲလာမင်းနဲ့လူကိုမလာခြင်းလို့မအားလို့အလုံးမအားလို့ပတ်စံပဲလွှဲပေးမယ်လုပ်ပေးလို့မရဘူးလိန်တဲ့လူတွေကိုခွင်မယ်ဒါတော့လွှဲပေးခိုင်းလိုက်မယ်ပြီးသွားပြီပြီးရင် block လိုက်မယ်ပြီးသွားအဲ့တော့ဒီလိန်တဲ့လူတွေလည်းအပြစ်မဟုတ်ဘူးလိန်ကန်တဲ့လူတွေမှလည်းအပြစ်ပါတယ်မစင်းစားဘူးမစင်ញင်ဘူးမစုံစမ်းဘူးဖုန်းတစ်လုံးရှိတယ်သူတို့ကိုယ်နဲ့လည်းတော်တော်များများကိုသိတယ်ရှင်းရှင်းပြောလို့ရှိရင် TikTok မှာလည်းအမြဲတမ်း sharing လုပ်ပေးနေတဲ့လူရှိတယ်ဒါမဲ့လေ TikTok မှာအမြဲတမ်းကနေရလူကများပါတယ်အဲ့တော့ကျွန်တော်တို့လို sharing လုပ်ပေးမဲ့လူကနည်းတယ်အဲ့တော့ဒီဗီဒီယိုတွေကအလင်ကန်တဲ့လူတွေဒီကိုရောက်တဲ့ဂျာဂိုင်တော့ကလည်းနည်းတယ်အဲ့တော့ကျွန်တော်ပြောတာလေးကို share ဝပါလင်ကန်တဲ့လူတွေအများများနေတယ်နောက်ပိုင်းမှာဘာကြောင့်လဲဆိုတော့လက်ရှိ PG ကနေ PV ကိုချိန်တဲ့ကိစ္စတွေမှာလည်းလင်ကန်တဲ့လူတော်တော်များနေတယ်
လောက်တောင်လိမ်လဲဆိုကြိုး appointment တင်တယ်မင်းပတ်စံထပ်မပေးဘူးဆိုရင်ဒီဘယ်လိုပြောရမလဲမင်းတို့တခုလောက်လိုက်မယ်တို့ဘာတို့ဒီလိုအမျိုးမျိုးချင်းချောက်ပြီးတော့တောင်းနေတဲ့လူတွေအများကြီးရှိတယ်အဲ့တော့အများကြီးဘာမှကြောက်စရာမလိုကိုယ့်ဘက်ကလည်းအရင်ဆုံးစဉ်းစားစူးစမ်းကိုတင်ဒီအလုပ်အမဲ့လူကယုံကြည်ရလားစိတ်ချရလားဒါကိုရင်စူးစမ်းအဲ့တော့ဒါတွေရင်စူးစမ်းပြီးတော့မှပဲကိုယ့်ရဲ့အချက်လက်တွေပေးပြီးတော့တင်အဲ့တော့အများကြီးမစဉ်းစားကြဘူးဆိုရင်တော့ကျွန်တော်ဒီမှာလာတင်ပေါ့နော်ကြိုး appointment ကျွန်တော်ရဲ့ Facebook page ဒီ First Step Passport One Stop Service မှာတင်ပေးလို့တင်နေပေါ့နော်နေ့တိုင်းကျွန်တော်ဒီမှာလာလို့ရတယ်မြန်မာနိုင်ငံမှာ Passport နဲ့ One Stop Service ပေးတယ်အသေးလျှောက်တတန်းတို့အပြောက်လျှောက်အကုန် PJ ကနေ PV အကုန်ရတယ်အဲ့တော့ခဏခဏအလိမ်မခံရပါနဲ့နည်းနည်းပါးပါစဉ်းစားဆုံးဖြတ်ပါလူကိုယ်တိုင်လာရပါတယ် passport လုပ်တဲ့အခါမှာကြို appointment တင်တဲ့အခါကြာလို့ရှိရင်လည်းတေချာဆွဲပါလုံးဝမစစ်တတ်ဘူးဆိုရင်ကျွန်တော်လာပြောပါကျွန်တော်စစ်ပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲ့ဒါလေးလာပြောပြပေးတာပါနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ